မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ BGF 2019တပ်ရင်း888ဖြူဟာဒုတိယဗိုလ်မှူးကြီးကျော်ဖော့ဦးဆောင်တဲ့ BGF တပ်ဖွဲ့နဲ့စစ်ကောင်စီပူးပေါင်းတိုက်ခိုက်ခံရာအထိနာသေဆုံးမှုများတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ဦးမြို့တောင်ဘက်ဖလူးဒေသသို့စစ်ကြောင်းထိုးနေတဲ့ကရင်နယ်ကြားဆောင်တပ် BGF အမှတ်2019တပ်ရင်း888ဖြူဟာဒုတိယဖြူဟာမှုအဖွဲ့မှဒုတိယဗိုလ်မှူးကြီးကျော်ဖော့ဦးဆောင်တဲ့ BGF တပ်အင်အား200ဦးနဲ့စစ်ကောင်စီပူးပေါင်းတပ်များသည်နိုဝင်ဘာ1ရက်နေ့မနက်စစ်ကြောင်းထိုးလာစဉ် KNL မဟာမိတ်ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်နဲ့နှီးစပ်သူထံမှသိရပါတယ်။ BGF တပ်ရင်း888ဖြူဟာဒုဖြူဟာမှုအဖွဲ့မှဒုတိယဗိုလ်မှူးကြီးကျော်ဖော့ကနေဦးဆောင်ပြီး BGF တပ်ဖွဲ့အင်အား200ဦးနဲ့စစ်ကောင်စီတပ်ဖွဲ့200ဦးပါစစ်ကြောင်းကနိုဝင်ဘာ1ရက်နေ့မနက်မှာဖလူးဘက်စစ်ကြောင်းထိုးလာပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားက BGF စစ်ကောင်စီပူးပေါင်းတပ်မှအတော်အထိနာတယ်လို့ကြားသိရသည်ဟုအဆိုပါစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ပထမတော့888ဖြူဟာအဖွဲ့ကနေဗိုလ်မှူးကြီးကျော်ဖော့အဖွဲ့တွေကစစ်ကောင်စီတပ်အသွင်ဆောင်ပြီးတပ်မ22ဗတ်တစိတ်တက်ပြီးကြောက်ကူဘက်စစ်ကြောင်းထိုးဖို့ပြင်ဆင်ထားတယ်။တပ်မ22ဗတ်တစိတ်နဲ့ကြောင်းတက်ရန်စီစဉ်ထားပြီးမြဲဗတ်တစိတ်ချုပ်လုပ်ဖို့အချိန်မမီတော့ဗတ်တစိတ်မတက်ဖြစ်ကြဘူးလို့သိရတယ်လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။အောက်တိုဘာ31ရက်နေ့တွင်လေ BGF နှင့်စစ်ကောင်စီပူးပေါင်းတပ်များသည့်ကော့ကရိတ်မှအတွဲလိုက်မစ်ဇိုင်းများပစ်ခတ်မှုများလှုပ်ဆောင်ခဲ့သည်ဟုသတင်းရင်းမြစ်များကဆိုပါတယ်။69တပ်မှကော့ကရိတ်မြို့တောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများလည်းရှိနေသည်ဟုဆိုပါတယ်။အောက်တိုဘာလ31ရက်နေ့နနက်10:00နာရီအချိန်တွင်လည်းဖအံမကျုံတို့သို့6ဘိန်းကား2စီးရောက်ရှိလာပြီးစစ်ကောင်စီတပ်သား90ဦးခန့်ပါရှိတယ်လို့သတင်းရင်းမြစ်မှဆိုပါတယ်။ဒါပြင်အောက်တိုဘာလ30ရက်နေ့တွင်လည်းညပတ်တိုင်းနောက်ထပ်ပံနန်ကော့တီစသည့်ကျေးရွာများသို့နဘူး948တပ်မှရောက်ရှိလာပြီးကျေးရွာသားများအပေါ်အနိုင်ကျင့်ထိုးကျိတ်နှိပ်စက်ကြမ်းတမ်းရင်တီးဆဲဆိုမှုများရှိပြီးကျေးရွာသားများအားဘုံကြီးကျောင်းတွင်ဆု၍နေခိုင်ထိုင်းခဲ့သည်ဟုသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်များသည်အယက်သားပြစ်မှတ်ထားရည်ရွယ်ကလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိပြီးညပတ်တိုင်းပဲရှိစစ်ကောင်စီတပ်မှအမြောက်တီနေရာကိုတော်လှန်ရေးဘက်မှဘုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးမှုရှိသည်ဟုသတင်းရင်းမြစ်ထံမှသိရပါတယ်။ဆက်လက်ပြီးတရချောင်းမြို့နယ်တွင်တိုက်ပွဲ3ကြိမ်ဖြစ်ပွားပြီးစစ်တပ်ဘက်မှ73ဦးသေဆုံးကလက်နက်9လက်နဲ့ခေရန်များသိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်တွင်စစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကို3ကြိမ်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ73ဦးသေဆုံးပြီးလက်နက်တချို့နဲ့စစ်သားအလောင်းများသိမ်းဆည်းရရှိခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှေတို့ကသတင်းဌာနကိုပြောပါတယ်။စက်တင်ဘာလ29ရက်နေ့တွင်နနက်10:00နာရီခန့်တွင်တရချောင်းမြို့နယ်ကြောက်လီကရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာတနအီခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်တအုပ်ချဆုံးခဲ့ကြောင်းသိရပါတယ်။စက်တင်ဘာလ30ရက်နေ့တွင်လည်းနနက်9:00နာရီခန့်မှစတင်ပြီးည9:00နာရီအထိတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးတော်လှန်ရေးရဲဘော်တအုပ်ထပ်မံချဆုံးခဲ့ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲ2ကြိမ်အတွင်းအကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးက9ဦးထပ်မံထိခိုက်ဒဏ်ရာရရှိကဒဏ်ရာပြင်းထန်သူများလည်းပါဝင်ကြောင်းတိုက်ပွဲများအတွင်းကောက်ကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှလက်နက်တလက်ဆုံးရှုံးခဲ့တော်လဲစစ်သားအလောင်းများနှင့်လက်နက်တချို့သိမ်းဆည်းနိုင်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုကိုဒဝဲခရိုင်တပ်ပေါင်းစုနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အောက်တိုဘာလ10ရက်နေ့နနက်7:45မိနစ်ခန့်တွင်လည်းတရက်ချောင်းမြို့နယ်ဗရက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာသောအကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့တဝက်ခရိုင်တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေစက်တိုက်ရဖို့ဆိုရင်အနောက်ကလက်နက်ခဲယမ်းနဲ့ကြီးများများဖြည့်တင်းပေးနိုင်ဖို့ပြည်တွင်းပြည်ပထောက်ဖို့ရဲဘော်များဒီချက်မကပို့ပြီးအားစိုက်ပေးကြဖို့လိုပါတယ်။9နှစ်သားကျွန်တော်တို့တော်လှန်ရေးရဲဘော်တွေရဲ့ကြိုးစားအားထုတ်မှုအသီးပွင့်တွေဒီချက်မကမြင်လာရမှာဖြစ်ပါတယ်။ရှေ့ဆက်ပြီးစစ်ရေးလည်းပဲမြင်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစစ်ရေးသတိရှိကြဖို့ပြည်သူကိုပြစ်မှတ်ထားတဲ့အကြမ်းဖက်လေးချောင်းတိုက်ခိုက်မှုတွေကြုံလာရနိုင်တဲ့အတွက်အထူးဂရုစိုက်ကြဖို့ပြောချင်ပါတယ်ဟုဒဝက်ခရိုင်တပ်ပေါင်းစုပြန်ချရေးတာဝန်ခံရဲဘော်ရှေတို့ကပြောဆိုသွားပါတယ်။ဆက်လက်ပြီးမြင်းချံမျိုးစစ်စေးရေးခိတ်တိုက်ခိုက်မှုစစ်အုပ်စုထိခိုက်မှုရှိဟုဇီရိုပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းမြင်းချံမျိုးနဲ့ခမရ15တပ်ရင်းအနီးလေတစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်စေးရေးဂိတ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ရာထိခိုက်ဒေဆုံးမှုရှိကြောင်းဇီရိုပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကပြောပါတယ်။နိုဝင်ဘာ4ရက်နေ့လယ်2နာရီခန့်ကမြင်းချံမြို့နယ်လေတစ်ကျေးရွာရှိစစ်ကောင်စီတပ်ရဲနဲ့ပြူစောတိတွေပူးပေါင်းထားတဲ့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲချိန်မိနစ်20ကျော်ကြာခဲ့ကြောင်းဇီရိုပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကပြောပါတယ်။မြင်းချံတတာဦးမန္တလေးလမ်းမပေါ်မှာရှိတဲ့ရွာမြင်းချံကနေထွက်တာနဲ့ပထမဆုံးရွာမြင်းချံခမရ15နဲ့2မိုင်ပဲဝေးတယ်။အင်အားကတော့450လောက်ရှိမယ်လို့ခန့်မှန်းရတယ်လို့ကိုတက်ကြီးကပြောပါတယ်။
တိုက်ခိုက်မှုအတွင်းဂိတ်ဘန်ကာအတွင်းပြေးဝင်ပုံနဲ့စစ်ကောင်စီတပ်သားတွေကိုရဲဘော်တအုပ်က RPG နဲ့ဘန်ကာကိုတိကျစွာပစ်နိုင်ခဲ့လို့သေဆုံးထိခိုက်တာတွေများခဲ့တယ်လို့သိရပါတယ်။လက်နက်ဝင်ကောက်မဲ့အချိန်ခမရ15ကစစ်ကူကား3စီးနဲ့စစ်ကူလာလို့ပြန်ဆုတ်ခဲ့ပြီးစုတ်ခွာချိန်စစ်ကောင်စီသတင်းပေး2ဦးကိုဖမ်းဆီးပြီးသက်ဆိုင်ရာအနှံခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကအတည်ပြုပါတယ်။နေမြေကန်တွေပြောပြချက်အရစစ်အုပ်စုဝင်10ဦးသေဆုံးက10ဦးထဏ်ရာရပြီးလက်တစ်ရွာစစ်ကောင်စီအုပ်ချုပ်ရေးမှူးငမင်းခကိုမင်းလည်းသေဆုံးကြောင်းသူရဲ့နိုင်ရေးကိုဒီမနက်ပြုလုပ်ခဲ့ကြောင်းဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်။အဲ့ဒီစစ်စင်ရေးကိုမြင်းချံခရိုင်တရင်9ဇီရိုပြောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းချံမြို့နယ်ပါကာဖာတို့ပူးပေါင်းပြီးစစ်သူကြီးချောင်းစစ်တီ0 colon 5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခါရန်ကုန်အကြီးကောင်စစ်ကြောင်းတင်ရွှေကန်သားစစ်ကြောင်းတို့နဲ့စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မနေ့ကမနက်ပိုင်းကလည်းဇီရိုပြောက်ကြားတပ်ဖွဲ့တရင်1မြင်းချံခရိုင်နဲ့မြင်းချံခရိုင်ပါကာဖာတို့ပူးပေါင်းစစ်ကြောင်းဟာမြင်းချံတောင်ဘက်ရှိအထိုင်စခန်းတစ်ခုကိုလည်းစီးနင်းတိုက်ခိုက်ခဲ့ကြောင်းလုံခြုံရေးအခြေအနေအရအသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်ခံရတဲ့လေတစ်ကျေးရွာစစ်ကောင်စီဂိတ်ဟာခရီးသွားတွေကိုမကြာခဏစစ်ဆေးငွေညစ်တဲ့နေရာမှာနာမည်ကြီးကြောင်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့လအောက်တိုဘာ22ရက်ကနှစ်ထိုးကြီးမြင်းချံလမ်းပိုင်းပေါ်မှာစစ်ကောင်စီရင်နှန်းကိုဇီရိုပြောက်ကြားတပ်ကတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတချို့သေဆုံးပြီးလက်နက်3လက်ရရှိခဲ့ပါသေးတယ်။ဆက်လက်ပြီးဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေးအေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပလက်ဝမြို့နယ်အတွင်းတည်ရှိနေနိုင်သည့်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဤတီနေရနှင့်အေးအေးရုံးဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်နေပြည်တော်စစ်ရုံးကညွှန်ကြားထားကြောင်းနေပြည်တော်စစ်ဖက်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။အေးအေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ဒေသသို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးနောက်အောက်တိုဘာလနှောင်းပိုင်းအတွင်းပြုလုပ်သောနေပြည်တော်စစ်ရုံး၏ရခိုင်ဒေသဆိုင်ရာစစ်ဖက်အထူးအစည်းအဝေးတွင်ထို့သို့ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါတယ်။ယခုနှစ်ဩဂုတ်လ30ရက်နေ့အေးအေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမောင်တော်မှရိုဟင်ဂျာများနှင့်တွေ့ဆုံခဲ့ပြီးရခိုင်ပြည်တွင်၎င်းရောက်ရှိနေမှုကိုတပ်ပုံများနှင့်တကွထုတ်ပြန်ခဲ့ရာစစ်တပ်က၎င်း၏တီနေရာနှင့်အေးအေးရုံးဌာနချုပ်နေရာကိုစိတ်ဝင်စားနေကြောင်းသိရပါတယ်။ထို့ပြင်ရခိုင်ဒေသရှိလက်လွတ်ဆုံးရှုံးထားသောနေမြေများကိုပြန်လည်သိမ်းပိုက်ရေးအတွက်စီမံချက်များကိုစစ်တပ်ကရေးဆွဲနေပြီးကြီးရည်လေးပူပေါင်းထိုးစစ်ကြီးများကိုလည်းဆောင်ရွက်ရန်ရှိနေကြောင်းသိရပါတယ်။ရှင်ပြင်ရခိုင်ဒေသတွင်စစ်တပ်၏ပြည်သူ့စစ်မဟာဗျူဟာကိုအရှိန်အဟုန်ဖြင့်ပြန်လည်အကောင့်ထဲဖော်နိုင်ရေးနဲ့နေမြေစိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက်စစ်တပ်ထောက်ခံသောရခိုင်နိုင်ငံရေးသမားများစစ်တပ်နှင့်အစဉ်ပြေနေသောရခိုင်လက်နက်ကိုင်များစစ်တပ်လိုလားသောရခိုင်စီးပွားရေးသမားများထံမှအကြံဉာဏ်များရယူရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်ကိုလည်းစီမံချက်ချမှတ်၍ဆောင်ရွက်နေကြောင်းသိရပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။